ကချနာပူကနေပြီးတော့ဝေးတယ်ရေတခွန်ရှိတဲ့ဘက်တွေပြီးရင်ကျွန်တော်တို့အញ្ញံရှိတဲ့ဘက်တွေသွားပါဘောနော်သွားဖို့ကျွန်တော်တို့ထွက်လာပြီးကျွန်တော်ဟိုတယ်ကနေထွက်လာကားကားပြီးထွက်လာနော်ဟိုတယ်ကနေကားကားပြီးထွက်လာ17နာရီအထိမှထွက်လာတော့နိုင်ဝက်လောက်ရှိဘာလို့မရှိကြဘူးနိုင်ဝက်လောက်ရှိဟိုတော့ဘာလဲကိုယ်လမ်းမှာဆိုတော့ပွဲလေးရှိတယ်ပွဲလေးရှိတယ်အဲဒီမှာတောက်လျှောက်ကိုကျွန်တော်တို့နိုင်ဝက်လောက်ရှိတောက်လျှောက်ပေါင်းတယ်ကားသမားကတော့ပြောတယ်ဗျကျွန်တော်တို့အဲဒီဒီနေ့သွားမယ့်နေရာ၄ခုရှိတယ်ဒီရေကုန်ရှိတယ်ရေကုန်သွားမယ်ပြီးရင်ကျွန်တော်တို့ပန်းညံသွားမယ်နောက်တစ်ပြီးတော့တင်မင်းသူမယ်ရထားလမ်းကိုလည်းသွားမယ်နော်သွားပြီးတော့နောက်တစ်ခုရှိသေးတယ်အဲဒီ၄ခုသွားမယ်၄ခုကိုကျွန်တော်တို့မနေ့ကလိုကားမျိုးပေါ့နော်ဒီကအဲဒီအနည်းဆုံး8ယောက်9ယောက်10ယောက်လောက်ရှိလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့6ယောက်ပဲရှိတယ်ချက်ကူကားပေါ့နော်6ယောက်ဒီထုတ်ကိုးတွေလည်းကျွန်တော်တို့တခါတည်းဟိုတယ်နဲ့ချက်ကောက်လုပ်လာချက်ကောက်လုပ်လာတယ်ပေါ့နော်ဘာလို့လုပ်လာလဲဆိုတော့ကျွန်တော်တို့ကည9:45ကားနဲ့ဘန်ကောက်ကိုပြန်ပါပေါ့နော်အခုဒီနေ့ဒီကားကိုငှားတာတကယ်ကိုခုမနေ့7:00နာရီကနေည9:00နာရီလောက်ဒီပေါ့နော်အဲ့ဒီ၄ခုဒီ၄နေရာကိုပတ်သွားပါအားလုံးကျွန်တော်တို့ဘတ်1800နဲ့နော်1800နဲ့ရတယ်။သူက2000တောင်းတာ2000တောင်းတော့ကျွန်တော်စစ်လိုက်နော်စစ်လိုက်တယ်ဆိုတာကကျွန်တော်တဲတဲ့ဟိုတယ်မှာမြန်မာလူမျိုးတွေ3-4-5ယောက်ရှိတယ်ဝန်ထမ်းတွေသူကစစ်ပေးတာစစ်ပေးတော့အဆင်ပြေတယ်ပေါ့နော်အခုကျွန်တော်တဲတဲ့ကောင်တွေက VN ကတ်6လို့ခေါ်ပါတယ်တရက်ကို900ပဲကျတယ်နော်2ယောက်ခန်းတစ်ခန်းကိုဘတ်900ပဲကျတယ်အဲကုန်းပါတယ်ဒီဗီဒီယိုပါတယ်အခန်းကလည်းကျယ်တယ်ပြီးတော့ကျွန်တော်ကဝေးဝါးပြီးကိုယူထားတာဖြစ်တဲ့အတွက်ဟိုဘောနဲ့သူကမြစ်ပေါ်မှာဘောတင်လာပြီးဘောပေါ်မှာအိမ်ဆောက်လာအဲ့တော့ကျွန်တော်တို့ကရေလိုင်းလေးလှုပ်တယ်ကျွန်တော်တဲတဲ့ဟိုတယ်ကလှုပ်နေတာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ဝေးဝါးပြီးနဲ့ကျွန်တော်နေခဲ့တာအဲ့ဒါတော့1500ပဲကြာတယ်နော်အခုကျွန်တော်သွားနေတာကတော့လမ်းတောက်လျှောက်မှာကကချနာပူရီကနေပြီးတော့ကျွန်တော်တို့ရေလုံးကျွန်တော်တို့တင်မင်းသားရဲ့ကားလမ်းကိုသွားနေတာပေါ့နော်အခုတော့ဒီနိုင်ဝက်ကျော်လာပြီပြောမယ်ဆိုတော့တနိုင်လောက်တော့သွားမယ်ပြောတာတော့ဝေးတယ်လို့ပြောတယ်ဒီလို80လောက်ဝေးတယ်တဲ့အဲဒီကချနာပူရီမျိုးကနေအဲဒီကိုသွားမယ်နော်အားလုံး၄နေရာကိုပြန်ပါတယ်၄နေရာကိုကျွန်တော်ဘာပြီးတော့1800နဲ့ရတယ်လို့ကျွန်တော်တို့ကတယောက်မှ6ယောက်သွားတာဆိုတော့ကျွန်တော်တို့က300လောက်ပဲရှာတာပေါ့နော်။ဖက်300လောက်နဲ့အကုန်လုံးသွားရောက်တယ်။နောက်လမ်းတောက်ကချိန်လေးကိုလိုက်ကြတာပါ။ဒါတော့ကားတော်မောင်းတာနော်။ speed ကို80ကီလို80 100လောက်နဲ့မောင်းနေတာ။မောင်းတာတော့မှတော်လေးသွားယူရတယ်သဘောရှိတယ်နော်။ဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ရောက်ပြီဆိုရင်လည်းနောက်ဗီဒီယိုမှာဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်ကြီးအားလုံးကျေးဇူးအများကြီးတင်ပါတယ်။နော်ကျွန်တော် channel လေးကို like subscribe လုပ်ပါသေးတယ် like subscribe လုပ်ထားပေးပါ